အားလုံးမင်္ဂလာပါခင်ဗျာယနေ့23ရက်9လ2026ရက်နေ့မင်္ဂလာညချမ်းမှာစစ်သတင်းတွေအဖြစ်ဗမော်ဒေတာကစစ်သတင်းလေးနဲ့စတင်လိုက်ချင်ပါတယ်ခင်ဗျာဟုတ်ကဲ့စစ်သတင်းများမစတင်မီမှာကျွန်တော် channel လေးကို like share subscribe လုပ်ခဲ့ပါအောင်ခင်ဗျာဟုတ်ကဲ့စစ်သတင်းများစတင်လိုက်ကြရအောင်ခင်ဗျာ24ရက်9လ2026ရက်နေ့မှာတော့ဗမော်ဒေတာအတွင်းမှာအကြမ်းဖက်လှုပ်ရှားနေတဲ့အကြမ်းဖက်တောင်းကျမ်းသူ KIA Black Bret အဖွဲ့များကိုတပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များကလိုက်လံချေမှုန်းရှာဖွေရှင်းလင်းလျက်ရှိရမှာတော့အကြမ်းဖက်တောင်းကျမ်းသူအချို့နဲ့ထိတွေ့မှုနှဲငယ်ဖြစ်ပွားခဲ့ပါတယ်ဖြစ်စဉ်အတွင်းမှာမိဘကထိခိုက်မှုတစုံတရာမရှိဘဲအကျိုးမြတ်ရလဒ်နေအပြင်အကြမ်းဖက်တောင်းကျမ်းသူ KIA PDF တလောင် M20 တနက်တလက်နဲ့ခဲယမ်းလက်ပစ်ဗုံးများဒိန်ဆယ်ရမိခဲ့ကြောင်းလေးသားစွာတင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့ကလေးတမှုလမ်းကြောင်းနဲ့ဆက်ဆက်နေတဲ့သတင်းလေးပဲဖြစ်ပါတယ်ခင်ဗျာ24ရက်9လ2026ရက်နေ့မှာတော့စကိုင်းတိုင်းဒေသကြီးကလေးတမှုလမ်းကြောင်းပေါ်မှာရှိနေတဲ့အကြမ်းဖက်တောင်းကျမ်းသူချင်းပရများယာယီစိုးမိုးထားတဲ့ကံမကြီးကျေးရွာကိုတပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များကတွားရောက်ရှင်းလင်းသိမ်းပိုက်လိုက်ပါတယ်ဖြစ်စဉ်အတွင်းမှာမိဘကထိခိုက်မှုတစုံတရာမရှိဘဲအကျိုးမြတ်ရလဒ်နေအပြင်အကြမ်းဖက်တောင်းကျမ်းသူအချို့ထိခိုက်ဒေဆုံးဒဏ်ရာရရှိမှုများရှိက၎င်းထိခိုက်ဒေဆုံးဒဏ်ရာရရှိသူများကိုပြန်လည်ဆွဲထုတ်သွားပြီးတော့တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များက၎င်းတို့အခြေပြုရာကံမကြီးကျေးရွာကိုအောင်မြင်စွာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းလေးစားစွာတင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့နောက်ထပ်တင်ပြပေးချင်တာကတော့အကြမ်းဖက်တောင်းကျမ်းသူ AA အဖွဲ့နဲ့ပတ်သက်နေတဲ့တန်တွဲငပလီသတင်းလေးပါယနေ့23ရက်9လ2026ရက်နေ့မှာတော့အကြမ်းဖက်တောင်းကျမ်းသူများခိုလုံနေတဲ့တန်တွဲနဲ့ငပလီကိုတပ်မတော်လေနံသားများကလေကြောင်းကနေအမုန်းဆွဲဘုံကျဲရှင်းလင်းပေးလိုက်ပါတယ်ဒီလိုရှင်းလင်းလိုက်တဲ့အတွက်ကြောင့်အကြမ်းဖက်တောင်းကျမ်းသူ AA ချို့ထိခိုက်ဒေဆုံးမှုများပြားခဲ့ပြီး၎င်းတို့အခြေပြုရာနေရာလဲပျက်စီးဆုံးရှုံးမှုများရှိကြောင်းလေးစားစွာတင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့ရွှေရင်းသားရဲ့ပေါ်တာကိစ္စကလည်းလွတ်တော်တဲ့အထိပါပွက်လွန်ထီလို့ပြဆိုတဲ့သတင်းဆောင်မလေးပဲဖြစ်ပါတယ်ခင်ဗျာစကိုင်းတိုင်းခန်းဒီလွတ်တော်အမတ်ပြောခဲ့တာတဘာဝကြပါတယ်သူတို့ခန်းဒီမြို့မှာစစ်မှုထမ်းဖို့သတ်မှတ်ထားတဲ့လူကတလမှ6ရောက်လောက်တည်းပါဒါပေမဲ့ပေါ်တာဆွဲနေတာကအဲ့ဒီထက်မကပိုဆွဲနေကြလို့ဒုက္ခရောက်နေတဲ့အကြောင်းတင်ပြထားတာပါတယ်အဲ့ဒါပဲဗျစာရေးသူမကြခဏဝေဖန်ထောက်ပြနေတာအဲ့ဒါပါပဲဥပဒေအရခေါ်လို့အစီမပြေတာနားလေပြီးလက်ခံပြီးလို့ရပါသေးတယ်အဲ့တော့မို့လူလိုလို့ပေါ်တာဆွဲတယ်ဆွဲစမ်းမှာကြိုက်တဲ့လောက်ဆွဲသို့တော်လည်းပဲတတ်မှတ်လူကြီးထက်ပိုမဆွဲပါနဲ့ဒါဆိုပြည်သူလူထုရောလူငယ်တွေရောဒုက္ခမရောက်ဘဝမပြတ်တော့ဘူးပေါ့ဗျာအပေါ်မှာပြောခဲ့တဲ့ခန်းဒီမြို့နယ်ကဘလောက်ကျယ်ပြီးတော့ဘယ်နေရွာဘယ်နှစ်ရက်ွက်ရှိသလဲဆိုတာကတော့စာရေးသူမရောက်ဘူးလို့မသိဘူးပေါ့ဗျာဒါပေမဲ့စာရေးသူတို့ဘကိုးတိုင်းအရှိချမ်းနဲ့ခံမှန်းပြီးတော့တွက်ကြည့်တာတော့ရေပုံရတင်မာကိုတောင်3လနေမှတယောက်လောက်ပဲကြာတာဗျဒါတောင်ဗရက်စိုးမိုးနယ်မြေတွေကရွာပေါင်း16000ကိုထက်မတွက်ပဲစစ်တပ်စိုးမိုးတဲ့နယ်မြေရွာတွေကိုပဲခံမှန်းတွက်ချက်ထားတာပါတနိုင်ငံလုံးတလမှလူ9000ခေါ်တာမို့တမြို့နယ်ကိုတလမှလူဘလောက်မှမပေးရပါဘူးမြို့နယ်တစ်ခုမှာမြို့ကြီးတွေရောမြို့သေးတွေရောရှိပါတယ်အဲ့ဒီမြို့ကြီးတွေမြို့သေးတွေမှာရက်ွက်တွေရောရွာတွေရောအများကြီးရှိပါတယ်ဆိုတော့ကအနေအထားကိုခံမှန်းကြည့်ကြပါဗျာလူလိုလို့ဆွဲရင်လည်းတရက်ထက်ပိုမဆွဲရဘူးဗျတလမှတရက်ပဲဆွဲကျန်တဲ့ရက်တွေလူငယ်တွေလွတ်လွတ်လပ်လပ်သွားကြပါစေပျော်ကြပါစေလောက်ကင်စားတော့ကြပါစေပေါ့ဗျာအဓိကကတော့ငွေဖန်တဲ့လှုပ်ရှားပေါ်တာဆွဲသမားတွေကိုအဂရိနဲ့အေးအေးယူပြလိုက်စမ်းပါ4-5မြို့နယ်လောက်သာနမူနာအေးအေးယူပြလိုက်ရင်ကျန်တာအကုန်ငြိမ်ပါတယ်ဗျာနောက်တစ်ခုကငွေမစားရင်ကျဉ်တ်တယ်ဗျငွေပေးပြီးတော့ပြန်ရွေးရတာရှိရင်အဲ့ဒီငွေကိုမရွေးနိုင်လို့စစ်မှုထမ်းလိုက်ရတဲ့လူငယ်ရဲ့မိသားစုတွေကိုထောက်ပံ့ပေးလိုက်ဒါဆိုမိသားစုတွေအတွက်လည်းအနှင်းငယ်များအသက်ရှူချောင်းပဲလူငယ်လည်းအဲ့ဒါဆိုကျဉ်တ်မှာပါတချို့လူငယ်တွေခမရအလွန်တနာဖို့ကောင်းပါတယ်ပစတာဝန်ပြီးဆုံးလို့နေရပြန်လာတော့စားဖို့နေရအတွက်စစ်တပ်ထဲပစအနေနဲ့ပြန်ဝင်ကြတာတွေရှိပါတယ်ပြောရရင်တော့အသက်နဲ့ရင်းပြီးတော့မိသားစုကိုလှုပ်ကြွေးနေရတဲ့သဘောပါပဲဒါကြောင့်မို့ပေါ်တာမဆွဲနဲ့မပြောပါဘူးဆွဲစမ်းမှာသို့တော်တတ်မှတ်လူဦးရေထက်ပိုမဆွဲပါနဲ့ဒီလိုဆွဲလို့တချို့ကငွေနဲ့ပြန်ရွေးကြတဲ့အခါလက်မခံနဲ့မပြောဘူးလက်ခံလိုက်သို့တော်မစားနဲ့ကိုယ့်အိမ်ထဲမထဲနဲ့မရွေးနိုင်လို့စစ်မှုထမ်းပန်သွားရတဲ့လူငယ်ရဲ့မိသားစုတွေကိုထောက်ပံ့ကြီးပေးလိုက်350ပဲရရ100ပဲရရတပြားတစ်ချက်မှမစားပဲပေးလိုက်ပါဒါဆိုကျင်းတ်ပါသေးတယ်အဲ့ဒီကြရင်ပေါ်တာဆွဲခံရလို့မကြည်မနဲ့ဖြစ်နေတဲ့မိသားစုတွေအတွက်လဲပူညံသိတ်ထွက်မလာတော့ဘူးပေါ့လေအစိုးရကအကောင်းပေါ့ဗျာအဲ့လိုသာထောက်ပံ့ပေးကြည့်ပါနောက်ပိုင်းတချို့တွေဆိုငွေလိုလို့ပေါ်တာဆွဲခံရပါစီဖြစ်သွားပါဦးမယ်ညီဘိန်းတွေဝါရဖြန့်တယ်လို့စစ်ထဲမှာတိုင်းသေတာမှမဟုတ်တာပဲ
နောက်ဆိုစစ်မှုထမ်းကနေပြန်လာကြတဲ့လူငယ်တွေများလာခဲ့ရင်ဒီဘိန်းတွေရဲ့ဝါရဖြန့်မှုတွေအလိုလိုမေ့မိတ်လာပါလိမ့်မယ်အဲ့ဒီအခါကျရင်စစ်ထဲဝင်တိုင်းမသေးဘူးဆိုတဲ့အတွေးမျိုးလူငယ်တွေရဲ့စိတ်ထဲဝင်လာခဲ့ရင်လဲလူခွန်ရတာပိုလွယ်ပါလိမ့်မယ်ဆိုတဲ့အကြောင်းလေးစားစွာတင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့ရှန်နရီမိုးရေးသားတဲ့သတင်းဆောင်မလေးတွေပဲဖြစ်ပါတယ်ခင်ဗျာတော်လန်ရေးက၄နှစ်ကနေ9နှစ်ကြာမယ်ဆိုတာအစကတည်းကသိပါတယ်ဒါပေမဲ့အစဲခံရမှာဆိုလို့မပြောခဲ့ဘူးလို့UNGရဲ့ဇင်မအောင်ကပြောထွက်လာခဲ့ပါတယ်။တစ်ဖက်မှာ NLD ရဲ့ပေးအကောင့်ကိုခိုးသွားတဲ့နေပုံလက်တို့ကလည်းနိုင်ငံရေးဆွေးနွေးပွဲမှာ NLD ကိုခြံထားခဲ့လို့မရဘူးဆိုပြီးလေသံတွေစပစ်ပါတယ်။ဒါဆိုရင်ဂျာကာလာ9နှစ်စလုံးမှာအာဏာရှင်ပြတ်သုံးဖို့အတွက်အဆုံးထိတိုက်ကြမယ်လို့ဘယ်တော့မှနောက်မဆိုဘူးလို့တွေးကြွေးမှဆွေးနွေးစရာမရှိဘူးလို့ဆိုတဲ့စလိုဂန်တွေကိုဘာလို့များလက်သီးလက်မောင်းတန်းပြီးတော့ကြွေးကြော်ခဲ့ကြသလဲပေါ့လေ။တကယ်ဆို2021ခုနှစ်မှာပါခဲ့ကြတဲ့ကလေးတွေဟာ88အရေးခင်းတောင်မြင်ခဲ့ဘူးကြတဲ့သူတွေမဟုတ်ပါဘူးသူတို့မျိုးလုံးထဲမှာအနိကဆုံးမြင်ခဲ့တဲ့အရာက2009လောက်ပါပဲဒါတောင်2000နောက်ပိုင်းမွေးတဲ့သူတွေကကလေးအရွယ်အဆင့်ပဲရှိပါဦးမယ်ရှေ့မှာ88မှာတော့လက်နက်ကင်ပြီးတော့တော်တဲ့ဝင်ခဲ့ကြတဲ့အရွယ်တွေကတချို့ဆိုဒီနိုင်ငံရဲ့ခြေချလို့တောင်မရခဲ့ကြတော့ပါဘူးနိုင်ငံရေးအယူဆကွဲလွဲမှုတွေကြားမှာအမှန်ဆိုတာတဲ့အ ਨੇ ဆုံးတော့တော်တဲ့နဲ့နိုင်ငံရဲ့အခြားတွေမှာနှုတ်ပြမှုတွေပေးဆက်ကြရတာပါပဲရှေ့မှာကိုဗစ်ကြောင့်တွေပိတ်ခဲ့ကြရတဲ့အတန်းတွေနားခဲ့ရတဲ့2021အရေးခင်းဖြစ်တော့ရိုးရိုးဆန္ဒပြတပိတ်တွေတဲ့ပါလာကြတယ်ဒါကိုလက်နက်ကင်ပြီးတော့တော်တဲ့ရောက်တဲ့အထိလမ်းမတွေတဲ့တွန်းပို့လိုက်ကြပါတယ်တော်လန်ရေးကိုအကြောင်းပြပြီးတော့စီရီယန်လုတ်ခဲ့ကြသူတွေလည်းဘဝပြတ်တယ်ဒီ9နှစ်တာကာလမှာကလေးတွေကတက္ကသိုလ်မတက်ဖက်ပေးဆက်လိုက်ရတဲ့အနာဂတ်တွေမိသားစုတွေစုပြီးတော့ EO တွေအောက်မှာဂျွန်နီးပန်းခေါင်းငုံခံပြီးတော့စစ်ပညာသင်ခဲ့ရတဲ့အခြေအနေတွေတော်ထဲမှာလူမသိသူမသိတက်ဖြတ်ခံလို့လိုက်ရတဲ့ဘဝတွေတိုက်ပွဲတွေကြားမှာခြေပြက်လက်ပြက်ကအစဘယ်တော့မှပြန်မလာနိုင်တော့တဲ့ဘေးဆက်မှုတွေကိုအစဲခံရမှာကြောက်လို့ဆိုတဲ့စကားတကုန်းနဲ့ပြုံးလင်းချက်အမားတွေပေးပြီးတော့မျောချလိုက်တာကတော့ရင်နာစရာအကောင်းဆုံးလို့ပြောရမှာပါဘာလို့လဲဆိုတော့ဒီ9နှစ်အတွင်းမှာပြန်စရာလဲအိမ်မရှိတော့တဲ့သူတွေမိသားစုမစုံကြတော့တဲ့အခြေအနေတွေမြို့ရွာပြက်ခဲ့ပြီးတော့စစ်ကြောင်ကြရတာလဲနဲမှမနေခဲ့တာပဲစီကိုလိုတာနဲ့ဘူမစားဖို့သမရကပြောတာကိုပြည့်ရပြုတ်နေကြတာမြင်တော့အံ့ဩမိပါတယ်ဒီနိုင်ငံမှာကျန်းမာရေးလိုက်စားတဲ့လူငယ်တွေအသိပညာကျွမ်းဝတဲ့ဂျင်ထရိနာတွေသမားတွေကိုမြန်မာနိုင်ငံရဲ့စမ်းသုံးမှုလူနေစရိုက်ကအဝလွန်ဖြစ်နိုင်ခြင်းများမများဆိုတာမေးကြည့်စေချင်ပါတယ်လေလာကျပ်စီရင်တွေအရဆိုရင်မြန်မာနိုင်ငံရဲ့စီစမ်းသုံးမှုကတန်ချိန်8သိန်းကနေ1သန်းအထိရှိပါတယ်ဆိုလိုတာကလူတဦးကတစ်နှစ်ကို18ကီလိုဂရမ်ကနေ20ကီလိုဂရမ်အထိစမ်းသုံးနေကြတာတွေ့ရပါလိမ့်မယ်ပိတ်တာနဲ့အတွက်ရင်အနည်းဆုံး17ပိတ်တာကနေ12ပိတ်တာအတွင်းမှာပဲတရက်ကိုအနည်းဆုံး3ချက်သားလောက်စားနေကြတယ်လို့ပြောလို့ရပါတယ်ဒါဆိုရင်ဒေသတွင်းနိုင်ငံတွေမှာရောစီပမာဏဘယ်လောက်စားသလဲပေါ့လေအိန္ဒိယက19-20ကီလိုဂရမ်ပမာဏကြီးစားပါတယ်ထိုင်းက14-16ပမာဏဗီယက်နမ်ကတော့12-13ပမာဏဖိလစ်ပိုင်က9-10ပမာဏလာအိုက9ပမာဏကမ္ဘောဒီးယားကတော့8-10ကျန်းပမာဏစားသုံးကြပါတယ်ဒါကစားသုံးကြတဲ့ဒလေးနဲ့လဲဆိုင်တာတွေ့ရပါတယ်လာအိုတို့ကမ္ဘောဒီးယားတို့ဆိုလာကသူတို့နိုင်ငံဒလေးအရာကိုကင်နာပြုတ်တာအစားများကြပေမဲ့ကိုရီမြန်မာကစီပြန်ဟင်းမှပိုကရင်တွေ့ကြတာများပါတယ် WHO ရဲ့တရားဝင်ထုတ်ပြန်ချက်တွေထဲမှာလူတဦးစီအတွက်စီစမ်းသုံးနိုင်တဲ့ပမာဏက2ကျပ်သားထက်မပိုသင့်ဘူးလို့ဆိုထားပါတယ်။တနစ်စာအတွက်ဆိုရင်လည်း9ကီလိုဂရမ်ကနေ10ကီလိုဂရမ်အတွင်းပဲရှိသေးတယ်လို့ဆိုပြန်ပါတယ်။ပိတ်တာနဲ့ဆိုရင်တော့9ပိတ်တာ6ပိတ်တာလောက်ပါပဲ။ဒါပေမဲ့မြန်မာမှာအနည်းဆုံး10ပိတ်တာကနေ12ပိတ်တာအတွင်းစားနေကြပါတယ်။ရခိုင်နှုန်းအရကြည့်ရင်မြန်မာပြည်သူတွေရဲ့စမ်းသုံးမှုနှုန်းကကျန်းမာရေးကသတ်မှတ်ထားတဲ့ပမာဏထက်2ဆနီးပါးရှိနေပြန်ပါတယ်။ဒီတော့နောက်ဆက်တွဲအဝလွန်တဲ့စီးကြိုသွေးကြိုများမယ်လူနေမှုတက်တန်းတူမယ်ပေါ့လေစားသုံးစီနဲ့ပတ်သက်ပြီးတော့နိုင်ငံခြားငွေ300တာကကဏ္ဍတက်တက်ဖြစ်ပေမဲ့လူတက်တန်းပြည့်85နှစ်လောက်နေနိုင်ဖို့နဲ့ကျန်းမာဖို့ဆိုတာကလည်းတူးချင်းတယောက်ချင်းစီရဲ့ကျန်းမာရေးအသည့်နဲ့လည်းဆိုင်ပြန်ပါသေးတယ်စစ်မှုထမ်းနဲ့စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးတော့ရှေ့မှာသုတေသနစစ်တမ်းတစ်ခုရေးခဲ့ပူပါတယ်စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ရင်ရက်ကြီးနဲ့တွေအုပ်တွေကိုလုံပိုင်ခွင့်မပေးဘဲကာကွယ်ရေးဖြစ်ဖြစ်နေပြီးတော့ရုံးချုပ်ကပဲဖြစ်ဖြစ် digital နဲ့တိုက်ရိုက်ထိန်းကျောင်းမှရမယ်။ဥပမာရန်ကုန်တိုင်းတစ်ခုစာလုံးအတွက်အသက်18နှစ်ကနေ35နှစ်အကျုံးဝင်တဲ့စည်ရင်းတွေကိုရက်ကြီးတွေကိုပြုစုခိုင်းပြီးတော့အဲ့ဒီစည်ရင်းလက်ကို data ပေးတဲ့တပြီးအပေါ်ရုံးချုပ်ကပဲဂိုင်းပါဒါမျိုးပဲသွားတင်ပါတယ်။ရက်ကြီးအလုပ်ဟာအင်အားစည်ရင်းပြုစုရမယ်
စစ်မှုထမ်းဖို့စရင်သွင်းရမယ်တင်နန်းခေါ်ခြင်းရောက်ရင်ရွေးချယ်မှုလုပ်ပေးရမယ်ဒီလောက်ပဲလုပ်ပိုင်ခွင့်ပေးသင့်ပါတယ်မြို့နယ်လိုက်ဒီနေ့တဲကမှအကျုံးဝင်တဲ့အေအားစင်းကိုဖြစ်နိုင်ရင်လည်းထုတ်ပြန်ဖို့လေအကျုံးဝင်သူအလုံးကိုပမာဏအဆင့်စရင်သွင်းတာကမ္ဘာအချိန်နဲ့စင့်ခေါ်ရွေးချယ်မယ်ဆိုတာမျိုးအသိပေးတာတွေလို့ရွေးချယ်တဲ့နေရာမှာဦးစားပေးလိုက်အလားကြာပန်းမဲနိုင်မလားနာမည်စီရီအလိုက်လားဒါတွေနဲ့ပဲသွားရမှာပါထိုင်းမှာလည်းဒီလိုပဲမဲနိုင်စနစ်နဲ့သွားနေတာပါပဲပို့ပြီးတော့ပွင့်လင်းမြင်သာမှုလည်းရှိတော့အင်္ဂလိပ်ဖြစ်နိုင်ခြေနေတာပေါ့လေရုရှားမှာတော့စစ်မှုထမ်းရှောင်ရင်နိုင်ငံသားအခွင့်အရေးအကုန်ဆုံးရှုံးစေတဲ့အထိဗန်းထားပါတယ်ဒီလိုဖြစ်အောင်လဲနိုင်ငံသားတယောက်ရဲ့ကားလိုင်စင်ကအစအိမ်ကွန်ရေကွန်ပညာသင်ခွင့်အစစအရာအလုံးကို ID database နဲ့ချိတ်ဆက်ထားပါတယ်စစ်မှုထမ်းရင်လည်းနိုင်ငံသားအလုံးတက်ပူသားတဲ့အခွင့်အရေးအမြင့်မားဆုံးမှာပေးထားပြန်ပါတယ်သူတို့လိုအခွင့်အရေးရကြလားရကြရင်စစ်မှုထမ်းဆိုတဲ့အနေအထားတိရပိုင်ခွင့်ကိုဥပဒေသတ်မှတ်ပြီးတော့အပြည့်အဝပေးထားတာပါစစ်မှုထမ်းဖို့ခိတ္တဆိုင်ငံ့မှုမှာလည်းအကျုံးဝင်နေသူတွေကိုတရားဝင်တင်ပြနိုင်တဲ့ရုံးတစ်ခုကိုတိုင်းနယ်ပြည်နယ်အလိုက်မှာဖွင့်ထားရမှာပါအကြောင်းအရာစီစစ်လို့မှန်ကန်ရင်ထောက်ခံချက်လက်မှတ်ပေးပြီးတော့ကင်းလွတ်ခွင့်ပေးနိုင်ရမှာပါတကယ်အခက်အခဲရှိနေသူကိုမဖြေရှင်းပေးနိုင်ရင်ဒီကလေးတွေကပြေးပြီပေါ့ဗျာသက်ဆိုင်ရာတိုင်းဒေသကြီးပြည်နယ်စစ်မှုထမ်းကော်မတီတွေကရက်ကြီးကပြီးတဲ့အင်အားစင်းမှန်ကန်မှုရှိမရှိနှစ်စဉ်အတူအလျော့အခြေအနေကင်းလို့ခွင့်တောင်းခံမှုတခြားမေးမြန်းစုံစမ်းမှုတွေကိုဖြေရှင်းရင်းနဲ့စောင့်ကြည့်ကြက်မှတ်ရမှာပါလက်ရှိလွှတ်တော်ထဲမှာမေးနေတဲ့ပြဿနာတွေလူခေါ်ပွဲစားတွေအောက်ခြေကအဂရိတွေကိုဖြစ်စဉ်မှန်ကန်ရင်စစ်ဘက်အရက်ဘက်ဥပဒေရအရေးယူနိုင်ဖို့လုပ်တင်ပါတယ်သတင်းမှားတွေကောလာဟလတွေကိုဖြစ်လာတာနဲ့အချိန်မီတရားဝင်ဖြေရှင်းမှာပဲတမတော်ရဲ့ပုံရိပ်ထိခိုက်မှုလျော့နေပါလိမ့်မယ်မြို့သားလုံခြုံရေးဆိုင်ရာမူဝါဒတည်းရဲ့ဖြစ်သလိုနိုင်ငံတော်ရဲ့ကာကွယ်ရေးစွမ်းရည်ကိုမြင့်တင်နိုင်ဖို့ရည်ရွယ်တဲ့ဥပဒေပြဋ္ဌာန်းမှုနဲ့လှုပ်ဆောင်ချက်ဟာလုံထုံးလုံနည်းပိုင်းမှာအားနည်းသွားလို့မရပါဘူးရေရှည်ကျင့်သုံးမဲ့ဒီဥပဒေမှာလူအင်အားကိုနီးမှန်လမ်းမှန်နဲ့စူးစီးနိုင်မှတိုက်ရခန့်ရစိတ်သက်ကောင်းတဲ့စစ်သည်အင်အားရပါလိမ့်မယ်ဒါမှလည်းတက်မတော်အတွက်တကယ်အားဖြစ်စေပါလိမ့်မယ်ဆိုတဲ့အကြောင်းလေးစားစွာတင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုနောက်ဆုံးအနေအချင်းရှမ်ဘိုးတင်ဆွေရန်ကုန်တက္ကသိုလ်ရေးသားတဲ့သတင်းဆောင်ပါလေးနဲ့ပိတ်သိမ်းလိုက်ခြင်းပါတယ်ခင်ဗျာဒိုမီနိုတက်ရောက်မှုမှာတော့ဒိုမီနို FF အကြောင်းနှစ်တော်တော်ကြာကရေးခဲ့ပြီးပါပြီဒိုမီနိုတက်ရောက်မှုကကဏ္ဍပေါင်းစုံမှာရှိပါတယ်လက်ရှိအမေရိကန်အီရန်စစ်ပြန်ဖြစ်နေတာလဲဒိုမီနိုတက်ရောက်မှုတွေလို့ပြောလို့ရပါတယ်အမတ်တမဲ့အမှားကနေကြီးကြီးမားမားတွေပေးဆက်လိုက်ရတာမျိုးနဲ့ကြုံနေကြတာပါသမ္မတထရန့်ရဲ့ဗြဟ္မာနှစ်ဆောင်ရွက်ချက်တွေကဘေကွန်ထုတ်စရာတွေနဲ့ပြည့်နေပေမဲ့သူအောင်မြင်ခဲ့တယ်လို့ပြောလို့ရပါတယ်အဲ့ဒီအရှိန်ကယူကရိန်းစစ်ကိုမရပ်နိုင်ခဲ့တာကစပြီးတော့အရှိန်သေးသွားပါတယ်အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုရဲ့သွေးစားတဲ့လုပ်ရက်တွေနဲ့ဂါဇာကိုဖျက်ဆီးခဲ့တာမတင်းတိမ်သေးပဲအီရန်ကိုပါချေမှုန်းခြင်းလို့အမေရိကန်သမ္မတကိုလာပိုင်းအတွင်းအီရန်နျူကလ িয়ার လက်နက်ပိုင်တော့မယ်ဆိုတဲ့သတင်းအမှားနဲ့စစ်တဲကိုဆွဲခေါ်ခဲ့တာပါအီရန်ကိုတိုက်ရင်အီရန်ကဟော်မုတ်ရေလက်ကြားကိုပိတ်မယ်ဆိုတာအမေရိကန်သမ္မတအဆက်ဆက်နားလည်ခဲ့လို့စီးရီးကိုရှောင်ပြီးတော့အချိုသက်ဆက်ဆံလာခဲ့ကြတာထရန့်လက်ထက်မှာမှအီရန်ကိုဘုံကျဲလိုက်ပါတယ်တကယ်ပဲအီရန်ကဟော်မုတ်ရေလက်ကြားပိတ်လိုက်လို့အခုအထိမရှင်းနိုင်ဘူးဖြစ်နေရပါတယ်နိုင်ငံတွင်းမှာကျန်းမာရေးစရိတ်တွေထောက်ပံ့ကြေးတွေမထောက်ပံ့ပေးနိုင်တဲ့အခြေအနေနဲ့ရင်ဆိုင်နေရချိန်မှာအီရန်မှာစစ်စရိတ်ဘီလီယံပေါင်းများစွာသုံးခဲ့ရပြီးလို့ထပ်တောင်းနေရပါတယ်။ကြာရင်အမေရိကန်အာဖဂန်နစ္စတန်မှာလိုပဲစစ်ပွဲတွေနေသွားနိုင်ပါတယ်။ဒီနေ့အထိအီရန်ကို17ရက်ဆက်တိုက်ပြစ်မှတ်ပေါင်းသိန်းနဲ့ချီနီးပါးကိုဖျက်ဆီးခဲ့တာတော့မှအီရန်လက်နက်မချပါဘူး။အမေရိကန်စစ်စခန်းတွေကိုပြန်တိုက်ခိုက်နိုင်နေသေးတာပါ။ဟော်မုတ်ရေလက်ကြားကိုအီရန်တို့ထိန်းချုပ်နိုင်သွားမှာကိုအမေရိကန်တို့အစိုးရိမ်ဆုံးဖြစ်နေပါတယ်။အမေရိကန်နိုင်ငံသားဝန်ကြီးရူဘီယိုကဟော်မုတ်ကိုအီရန်ကထိန်းချုပ်ပြီးအခွန်ကောက်မယ်ဆိုအရှေ့တောင်အာရှဒေသအပါအဝင်ကမ္ဘာတခြားနိုင်ငံတကာရေပြင်တွေမှာလည်းပဲအခွန်လိုက်ကောက်မဲ့အန္တရာယ်တွေဖြစ်လာနိုင်တယ်လို့ဇူလိုင်လ22ရက်နေ့ကအာဆီယံကိုပြောခဲ့ပါတယ်ဖြစ်နေတာတွေကအမေရိကန်ကအီရန်ကိုစပြီးဘုံကျဲလိုက်လို့အီရန်ခေါင်းဆောင်ဂါမီနီကိုနှစ်ခါဘုံကျဲခဲ့လို့ဆိုတာကနေစလာတဲ့ဒိုမီနိုဖြစ်စဉ်တွေပါအီရန်ဟာအမေရိကန်နိုင်ငံလုံခြုံရေးကိုမချင်းချောက်ပဲအမေရိကန်ကစစ်သွားတိုက်ခိုက်ပါတယ်ဟော်မုတ်ရေလက်ကြားကိစ္စအမေရိကန်တို့ဖြည့်ရှင်းရမလွယ်ဖြစ်နေတဲ့အချိန်မှာနိုင်ငံလုံခြုံရေးအတွက်တကူတီးသောထွက်ပေါက်ကနျူကလ িয়ার လက်နက်ပဲလို့အီရန်ကမြောက်ကိုရီးယားကိုဥမာပေးပြီးတော့ပြောလာပြန်ပါတယ်ရုရှားနိုင်ငံသားရေးဝန်ကြီးကလည်းနောက်တစ်ချိန်နိုင်ငံရဲ့လုံခြုံရေးအတွက်နျူကလ িয়ার လက်နက်ရဖို့လှုံ့လာကြမယ်လို့ပြောပါတယ်အမေရိကန်ကဆော်ဒီအာရေဗီးယားနဲ့နျူကလ িয়ার ကိစ္စပူးပေါင်းမယ်လို့ပြောလာတဲ့
ပုံမှန်နေထားကနေအမို့ရည်လက်ကျန်းပြဿနာအရှိအလဲပိုင်းနျူကလ িয়ার ပြိုင်ဆိုင်မှုအထိရောက်လာပြီးတော့အစ္စရေးရဲ့နိုင်ငံတည်ရှိရေးအထိပါတက်ရောက်လာတော့မှာပါ။ဘာကြောင့်ဆက်ဖြစ်လဲဆိုတာတယောက်တစ်မျိုးပြောကြပါလိမ့်မယ်ဘလို့ပဲပြောတက်ရောက်မှုကကြီးသွားပါပြီ။ဘလောက်အထိဆက်ဖြစ်မလဲစောင့်ကြည့်ရုံပဲရှိပါတယ်ဆိုတဲ့အကြောင်းလေးစားစွာတင်ပြပေးလိုက်ရပါတယ်ခင်ဗျာ။ဟုတ်ကဲ့အားလုံးကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော် channel လေးကို like share subscribe လုပ်ခဲ့ပါဦးခင်ဗျာမိတ်ဆွေများရဲ့တင်မြင်ယူဆချက်အသီးသီးကိုလည်းလွတ်လပ်ပွင့်လင်းစွာရိုင်းဆိုင်မှုမပန်ကိုမှန်မှဝင်ရောက်ဆွေးနွေးရေးသားအကြံပြုနိုင်ကြောင်းလေးစားစွာတင်ပြပေးလိုက်ရပါတယ်